အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှာတော့ကျမတို့ရဲ့ channel ကနေကန်တူအကျိုးပေးဆိုတဲ့ဇာတ်လမ်းလေးကိုဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်ဇာတ်လမ်းလေးကိုမတင်ဆက်ခင်မှာကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရရှင်ဟုတ်ကဲ့ပါရှင်ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်ညဟာပိမ့်ပိမ့်အောင်မောင်းနေတိတ်ဆိတ်နေသက်လို့နေတိတ်ခုတ်သမားလေးစောလင်ဝါနဲ့ဖိုးနောင်တို့ဟာပင်မနေကြပြီဖြစ်တယ်ဝါးတဲ့လေးပေါ်မှာတော့နင်းနေချက်ချက်အိပ်ပျော်နေကြတော့တယ်။ဟောက်လို့ပဲနေသေးတော့တယ်။အဲ့ဒီအချိန်မှာပဲလွန်စွာမှကြီးမားတဲ့အမွေကြီးတကောင်ဟာသူတို့ရဲ့ဝါးတဲ့အောက်ကနေဖြန်တန်းသွားသည်မှာတော့လူကလွန်ကရှော့တိုက်သွားခြင်းဖြစ်၍ဝါးရဲ့အောက်ခြေတိုင်းတို့ဟာတိုက်ခိုက်သွားရခြင်းကြောင့်ပဲဝါးတဲ့ဟာလုံရင်းသွားနေတော့တယ်။ဟာဘာဖြစ်တာလဲဝါသူတို့နှစ်ယောက်ပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်။ဟာလွန်စွာကြီးမားတဲ့အမွေကြီးတကောင်ကသူတို့ရဲ့တဲရှိမှာဖိုးထားတဲ့ထမီပုံကြီးနင်းဖိဖြတ်ကျော်သွားတာကြောင့်အံ့ဩသွားကြတယ်။ထမီကဲစားတို့ဟာလွတ်စင်ထွက်ကုန်တယ်။ငွေကြီးဖြတ်ကျော်သွားတဲ့နေရာမှာထမီကဲတို့ဟာရေဖြစ်ဆွဖြန်းခံရတဲ့မိကဲတို့နဲ့ဖြစ်သွားကြတော့တယ်။ရုတ်တရက်မှာတော့ကြောက်လန့်မိသည်ဆိုပေမဲ့ဖိုးနာတစ်ခုတ်ပစိန်ကိုယူလိုက်ပြီးတော့တဲပေါ်ကနေကမန်းကနန်ခုန်ဆင်းပြီးတော့ငွေကြီးနောက်ကိုပြေးလိုက်သွားပါတော့။သူတို့ဝါတဲ့ရှင်မှာဖြတ်ဆင်းသွားတဲ့ကြောက်ချောင်လေးရောက်လို့မှာတော့လိုက်ရွေ့မိသွားသည်ဖြစ်လို့မွေကြီးရဲ့ခါလေးကိုတော့သူ့ရဲ့လက်တွင်မှပစိန်နဲ့လွဲခုတ်လိုက်လေတော့တယ်။သူ့ရဲ့ပစိန်ဟာညနေပိုင်းကလုပ်ငန်းခွင်မှာပြန်လာသည်နှင့်ရင်မိုးချိုးစင်မှာတော့သွေးထားပြီဖြစ်လို့အခောက်သားထူပါသည်ဆိုသည့်ပင်ကလေးကိုပင်ပေါက်ချက်အနှင်းငယ်လောက်နဲ့ပြတ်ရှလဲပြုတ်သွားနိုင်တယ်။အခုတော့မွေဟောက်ကြီးရဲ့ခါလေးပေါ်မှာတော့ပစိန်ကျသွားသည်နှင့်ချော်ထွက်သွားပြီးတော့မြေကြီးပေါ်ကိုမောက်လျက်လဲကျသွားတော့တယ်။တဲပေါ်မှာကျင်းခဲ့တဲ့ဇိုးလေဝါဖိုးနောင်ရဲ့ဖြစ်အိမ်ကိုကြည့်ပြီးတော့ထက်လန့်သွားတယ်။ပစိန်ကိုကောက်ယူပြီးတော့ပြေးသွားလိုက်တော့တယ်။သူဖိုးနောင်နာမီရောက်မိမှာတော့ဖိုးနောင်အလဲကျနေရမှပြန်ထထမိပြီးတော့ဖြစ်တော့တယ်။ငွေကြီးဟာရေကြီးကြောက်ချောင်လေးတစ်ဖက်ချုံနဲ့ပိတ်ပေါင်းတို့ကြားမှာဝင်ရောက်ပြောက်ကွယ်သွားလေတော့တယ်။စောလေဝါစိတ်ပြက်လက်ပြက်နဲ့ငုတ်တုတ်ထိုင်နေတဲ့ဖိုးနောင်ကိုကြည့်ပြီးတော့ထက်လန့်သွားတော့တယ်။ဘဲအတွက်မူဖိုးနောင်ရဲ့မျက်နှာရွှေလျာသွားလာနေတဲ့ငွေကြီးရဲ့ကြောပေါ်ကျသွားသည်မှာတော့သွေးတို့ဟာမျက်နှာတစ်ပြင်လုံးမှာပေကျန်နေတာကြောင့်ပဲဖြစ်တော့တယ်။ဖိုးနောင်ကမျက်နှာကိုချောင်းရဖြစ်ပက်ပြန်ပုတ်တလိုက်သည်မှာတော့ပြက်ပြဲသွားတော့ဒီမှာစောလဝါတယောက်စိတ်အေးသွားရတော့တယ်။ဖိုးနောင်မျက်နှာမှာတော့မစိုးစလောက်ပွန်းပဲ့ရလေးသာရှိတော့တယ်။သူ့တမျက်နှာလုံးမှာတော့ပွန်းပဲ့ကြံရင်ခဲလေးတဲ့အငြင်းကျေးသူတို့ဟာမွေကောင်ကြီးရဲ့ကြိုးမှာတော့ပစိန်သွားထိသွားတဲ့ထင်ရမှထွက်ကြလာတဲ့သူတို့သာဖြစ်ချိန်မီနေချုံမွေကြီးဖြစ်လိမ့်မယ်။ပစိန်သွားတော့မှမတူ။ကဲထားလိုက်ပါတော့မနေ့ကတိတ်ခုတ်ရအောင်မယ်ပြန်အိတ်ကြတာပေါ့ငွေချင်းဝင်သွားတဲ့ခြုံတဲ့ပိတ်ပေါင်းတို့ကြားမှာစက်ဖူကြီးတကောင်ကတိုးထွက်လာပြီးတော့ကြောက်ချောင်းလေးကိုကြော်ဖြတ်လာနေရကြောင်းစောလေဝါလက်တွင်းမှပစင်ဖြစ်ပြေးခုတ်ရန်အတွက်တဲပေါ်ကနေကြပြကတိဆင်းလိုက်ဒီမှာတော့ပြော့စစ်စီချိုးတုတ်အရာကိုနေမိလေတာဖြစ်သွားပြီးတော့ပက်လက်လန်လဲကျသွားတော့တယ်ဘလို့ဖြစ်တာပါလိမ့်ဆိုပြီးတော့လဲကျနေရကနေကြပြတိထထိုင်လိုက်တယ်အလိုလေးဗျာစောစောကမွေကြီးနဲ့မတိမ်မရိပ်ရှိမွေကြီးတကောင်ဖြစ်ပါတယ်လူကလေးကရှော့တိုက်သွားလေတော့တယ်ညံလိုက်သည်ဖြစ်ချင်းဖိုးနောင်ကပစိန်ပြေခုတ်လိုက်သည်မွေကြီးတိုးဝင်သွားရာခြုံနယ်တို့ရဲ့နောက်ကိုဝင်သွားလေတော့တယ်စက်ကောင်ကြီးကတော့ဘယ်ရောက်သွားလေသည်မသိချေစောလေဝါလဲကျနေရမှထားပြီးတော့တဲဘော်ကိုပြန်တက်လိုက်တော့တယ်ဘာကြောင့်ရမသိမောက်ခုံကြီးအေးလေးအိတ်ထားမရှိတဲ့တငယ်ချင်းဖြစ်သူကိုနိုးလိုက်တယ်တုတ်တုတ်မလို့ဒါကြောင့်ပခုံးမကင်ပြီးတော့ဆွဲလိုက်သည်မှာတော့မင်းမနာဘလို့ဖြစ်ရတာတော့ငါမနာဘာဖြစ်လို့လဲကွာဖိုးနာကမျက်နှာကိုလက်ဖွားအဆုံပြပုတ်တက်လိုက်တယ်ဟင်အတွေ့အထိအသေးကြောင့်ကြပြားကြီးသူ့ရဲ့ကောင်းအောက်ရှိသုံးလက်မပလည်းမန်ချလေးကိုယူလိုက်ပြီးတော့ကြည့်လိုက်တော့တယ်စိုးနေပါငါဘလို့ဖြစ်သွားတာလဲမင်းဟာမသိတာငါပုံမသိတော့တော့ဒုက္ခပဲဒီပုံစံနဲ့ငါဘလို့ရွာပြန်လို့ဖြစ်မလဲအလိုလေးဗျာဘာဆိုင်လို့တော့ဘာကွာဘာပြောတယ်ဒီကိစ္စငါအဲ့နေတော့မင်းလုပ်လိုက်တာဖြစ်မယ်စောလေဝါဒေါသထွက်သွားတယ်သူလည်းဘာမှသိတာမဟုတ်သူ့ကိုဆွဆွပြောလာသည်ကိုဟိတ်ကောင်ဖုန်းတော်တငယ်ချင်းအစစ်ငါတလောက်မယုံပါဘူးကွာဒီမဲ့စောလေဝါနော်မူရဲ့အချစ်ကိုမယုံငါကိုရဖို့စူးစမ်းနေသူချင်းရိုးရိုးသားစူးစမ်းကြရင်ကောင်းမယ်အခုတော့မင်းကငါ့ကိုဒီပုံစံဖြစ်အောင်လုပ်လိုက်တာမလားနို့မှပဲနော်မူရဲ့အချစ်ကိုမင်းရမှာမလား
ဖိုးတော်နေငါ့ကိုအဲ့လိုမစွတ်စွဲနဲ့ဒါဖြစ်နေရင်ထိုင်နဲ့ငါဘယ်လိုလုပ်အဲ့လိုဖြစ်သွားတာလဲငါလည်းဘယ်သိမှမလဲစိုးစိုးကငါဒီချောင်းဘက်ကိုကူးလာတဲ့စက်ကောင်ကိုဖမ်းသွားဖို့ပဲတဲအောက်ကိုဆင်းလာတာငွေကြီးတစ်ကောင်ပေါ်နင်းမိပြီးတော့ချော်လဲသွားတာကွာငါလည်းတဲပေါ်ပြန်တက်မင်းကိုလုံနိုးလိုက်တာပဲမိမခုံကြီးအိတ်နေတာကြောင့်ပခုံးကင်ဆွဲလန်လိုက်တာကွာအဲ့မှပဲမင်းရဲ့အဖြစ်ကိုသိလိုက်ရတာပဲငွေကြီးဆိုလာသည့်ကြောင့်ဖိုးနောင်တတိယသွားတော့တယ်ငွေကြီးကိုသူပစိန်နဲ့ခုတ်ချော်ထက်လဲကြငွေကြီးသွေးများသူ့မျက်နှာတစ်ပြင်လုံးမှာပေကြံခက်ခြင်းကိုတော့ပြန်တတိယလိုက်တော့တယ်ဟုတ်ပြီသူ့မျက်နှာရှိပွန်ပက်တရားမှနေ၍ငွေကြီးရဲ့သွေးများသူ့မျက်နှာတစ်ပြင်လုံးသို့ဖြစ်သွားရခြင်းဖြစ်ချိန်မီဖိုးနောင်ကသူ့ထင်မြင်ချက်အားစိုးလင်ဝါကိုပြောပြလျော်တယ်ဖိုးနောင်မင်းပြောတာဖြစ်နိုင်တယ်တော်ကြအလင်းပေါ်တာနဲ့ရွာပြန်ကြမယ်ဆေးစရာကြီးဥကြမောင်ပြကြည့်တာပေါ့ဖိုးနောင်ကပထမတော့စိုးလင်ဝါပြောသလိုလုပ်ဖို့ရစိတ်ကူးရှိပေမဲ့တစုံတရာကိုစဉ်းစားလိုက်မိသည်နဲ့မဖြစ်ဘူးငါရွာပြန်လို့မဖြစ်ဘူးမင်းမပြန်လို့မဖြစ်ဘူးလေဆေးစရာပြမှာဖြစ်တော့မှာပေါ့အိုးဘာဆိုင်လို့ပြရမှာလဲငါမှနာကျင်တာလည်းမရှိဘူးကြိုက်ခဲတာလည်းမရှိဘူးဖျားနာတာလည်းမရှိဘူးကွာအာရုပ်တာတော့မရှိဘူးမျက်နှာအိုမင်းရင်ရောသွားတဲ့ပုံသဏ္ဍာန်ပြောင်းသွားတာပဲရှိတယ်ငါကတတိထားမိတဲ့လောက်ပြောရရင်တော့ပို့လို့တန်မာလာတယ်လို့ပဲချက်ချင်းကြီးအိုးစားသွားတယ်ဆိုတာမရိုးသားဘူးကွာဆေးစရာကြီးဦးကျော်ကောင်ကတော့ဖြည့်ရှင်းတယ်လိမ့်မယ်ထင်တယ်မင်းလိုက်ခဲ့ပါကွာဘာကွာမင်းနဲ့ငါညီကိုကြီးလိုချစ်ကြတာပဲငါတို့နေရာလုံးကနော်မူကြီးကိုပိုင်ဆိုင်ချင်ကြတာပဲမဟုတ်လားနော်မူကြီးကလည်းငါတို့နေရာကိုရွေးရခက်နေလေဒီအချိန်မှာငါရုပ်ပြက်စင်ပြမျက်နှာကြီးကိုသူဘယ်နည်းမြင်နိုင်ပါမလဲဒီတော့မင်းကိုပဲသူရွေးမှာပေါ့အဲ့လိုဆိုရပြီးရောကွာငါမင်းအတွက်ပြောနေရယုံချင်မယုံချင်နေငါတော့ပြန်မယ်ဘလို့ပြောတယ်မင်းလည်းမပြန်ရဘူးဟာငါပြန်တာပဲမင်းပြန်တာမှန်ပေမဲ့ရွာထဲမှာငါတနေ့ကိုမင်းမပြောဘူးဆိုတာအာမခံမှာမဟုတ်ဘူးငါသိတယ်ဒါကြောင့်မင်းကိုလည်းငါပေးမပြန်နိုင်ဘူးပြန်တော့မင်းဘာလို့မလို့လဲတိတ်ချင်ခုပြန်ချင်လေပြန်မယ်ကွာစောလေဝါကသူ့ရဲ့ပစ္စည်းများကိုသိမ်းဆည်းနေလိုက်တယ်ဖိုးနောင်ကညီသက်စွာဖြင့်စောလေဝါလှူရှားနေသည်ကသာစူးစိုက်ကြည့်နေအလင်းရောင်လဲပေါ်လာချီပြီဖြစ်လို့စောလေဝါပစ္စည်းများကိုလွယ်ပလိုင်းမှာထည့်ပြီးသည်နဲ့မင်းလိုက်မယ်မလားဖိုးနောင်ကမိသည့်စကားမှပြန်မပြောကောင်းပြီလေဟုဆိုပြီးတော့စောလေဝါတဲမှခွာခဲ့လေရောတယ်ဖိုးနောင်ကသူ့အားကြောခိုင်းရထွက်သွားတဲ့စောလေဝါကိုရုပ်ချီးဆိုသလိုအနားမှာရှိတဲ့ပစိန်ကိုယူပြီးတော့နောက်မှပြေးခုတ်လိုက်လေရောတယ်စောလေဝါတယောက်အတန်နဲ့ကြီးဖြစ်အော်ဟီနဲ့လဲကျသွားတော့တယ်တုတ်တုတ်များမလုတ်ချင်သွေးများအိုင်ထွန်းနေတဲ့စောလေဝါရဲ့တက်မဲ့ခန္ဓာကိုယ်ကြီးကိုအတန်ကြာကြာတူငိမ့်မောကြည့်နေပြီလေမှခြာကနေလက်ပြီးတော့သွေးများပေကျနေတဲ့ပစိန်ကိုတင်းတင်းဆက်ကန်ပြီးတော့ဖိုးနောင်တယောက်ငွေကြီးနှကောင်ဝင်သွားတဲ့စန့်ကျင်ဘက်အရာတောအုပ်လေးအတွင်မှာဝင်သွားလေတော့တယ်။၃ရက်ခန့်ကြာတဲ့အခါမှာတော့ရိုးမတောင်ကြီးရှိပြမကုန်းရွာလေးရှိလူကြီးဖိုးလုံးအိမ်ရှိကိုညကြီးမင်းကြီးလူကြီးတိတ်ချိန်မှာတော့နွားလဲတစည်းဝင်လာတယ်။တကြီးဖိုးလုံးကထင်းမှာချိတ်ထားတဲ့နှလုံးမျိုးတနက်ကြီးကိုဆွဲယူလိုက်ပြီးတော့မဲစီညာကြီးအထင်မတော်ဘသူတွေပါလိမ့်။တကြီးဒါဖိုးလုံးတန်ပဲ။လဲပေါ်မှာလူကြားခက်တဲ့ချင်းလန်းဖြစ်ရှောက်လာတဲ့ဖြစ်ဦးဖိုးလုံးကအမောင်ထုအတွင်မှာစူးစိုက်ကြည့်နေတော့တယ်။အဲ့ဒီတန်ကိုနားရင်ပြီးဖြစ်တဲ့တကြီးကတော့မဆင်းကဟဲ့ဖိုးတော်ညကြီးမင်းကြီးရေးကြီးတော့ပြန်နဲ့ဘာဖြစ်လာတော့အဲ့ဒီတော့မှဦးဖိုးလုံးဟာသူ့ရွာသားဖိုးတော်ရဲ့လို့သိလိုက်မြင်လိုက်လေတော့မှမင်းမနက်ကပဲတိုးတက်သွားမလားဟုတ်တယ်တကြီးရဲ့အငယ်ကောင်ဖိုးတော်ပေါ့တိတ်ကုန်တဲ့စီကတစ်လုံးရမယ်ဆိုပြီးတော့ငွေတွေယူသွားပြီးတော့လူလဲပြန်မလားတိတ်လုံးလည်းမပို့ဆိုတော့မနေ့ကကုန်တယ်လာသွားရလေသူတို့ဘာများဖြစ်ပါလဲဆိုပြီးတော့ကျွန်တော်မနေ့ကလိုက်သွားတာအေးပေါ့ကိုကပတ်စံယူထားပြီပဲချိန်တဲ့နေ့မှာတစ်လုံး6ပိန်းနဲ့ရမှာပေါ့ဒါနဲ့နေပါဦးဟဲ့ဖိုးနောက်ကဂတိတီပါတယ်ဒေါ်မယ်ဆင့်စကားပြသွားသည်နဲ့တကြီးဖိုးနောက်ကိုမေးလိုက်ပြန်တယ်ဆက်ပြောပါအောင်မင်းလိုက်သွားတော့အမလေးရှင်အဲ့ဒီဝင်ပြောပြစမ်းပါအေးဟုတ်တာပဲလာကွာအိမ်မော်တက်ကျွန်တော်လိုက်သွားတော့တင်ကန်းမြောင်နာမှာသူနဲ့အဖော်လိုက်သွားတဲ့စောလေဝါကိုတွေ့တယ်ဖိုးနောက်ကိုမတွေ့ဘူးစောလေဝါကိုမေးကြည့်ပေါ့စောလေဝါကိုမေးလို့မရဘူးဟေးဘာလို့တော့
စောလေဝါအသက်ရှင်နေတွေ့ရတာမှမဟုတ်တာကြီးတကြီးလင်များအတော်လေးကိုထိတ်လန့်သွားကြတော့တယ်ဘလို့ဖြစ်ရလဲကွာကျွန်တော်ဘယ်သိပါမလဲစောလေဝါတယောက်သွေးအိမ်ထဲမှာမောက်ခွန်ကြီးလဲကျတင်ရပဲတွေ့တယ်သူတို့တဲရှိမှာပေါ့တဲပေါ်မှာတော့သူတို့ပစ္စည်းတွေခြေရလက်ရမပြတ်ဘူးဆိုပေမဲ့စောလေဝါရဲ့အလောင်းဘေးမှာတော့သူ့လွယ်ပလန်းကိုတွေ့တယ်သူ့ပစ္စည်းတွေဖြိုးဖျဲထွက်ကြနေတယ်ဟုတ်ပြီငါသိပြီမင်းပြောပုံအရာဆိုရင်တော့သူတို့တငယ်ချင်းယောက်စကားများကြလိမ့်မယ်လေဝါဆိတ်ဆိုးပြီးပြန်မယ်လို့မယ်ဒီတော့ဖိုးနာစင်မထိန်နိုင်ပဲနဲ့ဒေါသအလျောက်ချီလွန်လက်လိုဖြစ်သွားတာနေမယ်အဲ့နောက်သူလဲထွက်ပြေးသွားတာဖြစ်လိမ့်မယ်ကွာတကြီးကထိုနေပြောလိုက်ဒီမှာတော့တကြီးကတော့ကပါဇက်ကိုမရွက်လိုက်ပြီးတော့အလို့တော့ရှင်ပြောသလိုဘယ်ဖြစ်နိုင်မလဲလဲဝါနဲ့ဖိုးနာအင်မတန်ချစ်ကြတဲ့တငယ်ချင်းတွေပဲလေရှင်ထင်ကြီးကလုံးဝမဖြစ်နိုင်ဘူးနေပါတိလို့လေရွာတွေကစောအောက်ပို့လို့ရဲ့သမီးနော်အမူကြီးကိုနှစ်ယောက်စလုံးကကြိုက်နေကြတာဟဲ့အဲ့ဒီကိစ္စရောမဖြစ်နိုင်ဘူးလားနေပါမဝင်ပြောစမ်းပါနဲ့ဟဲ့အိုးရှင်သူတို့ကညီကိုတဲ့တောင်ချစ်ကြတာပဲမိမကိစ္စနဲ့ပတ်သက်လို့ရှင်ထင်တဲ့လောက်ကြီးဖြစ်လိမ့်မယ်မဟုတ်ပါဘူးတော့တကယ်လေရှင်တွေးကြည့်ပြောမနေနဲ့ပြေးကြည့်မှပြောနေဟာလေယောက်ျားကြီးအကြောင်းဘာမှမသိပဲနဲ့ဝင်မပြောစမ်းပါနဲ့ကျုပ်ကလည်းတကြီးကြော်ပါတော့ကဲဟဲ့ကောင်အခုမင်းစောလေဝါအလောင်းကိုကောက်လာသလားတကြီးကလည်းဗျာကျုပ်တယောက်ထဲသွားတာဘလို့ကောက်ယူလာဝင်မှာတော့ဗျလာတဲ့ပေးတာပါဟုတ်ပြီလေနက်ပြန်ကြတော့ခါဆောဆောသွားကြမယ်မင်းရွာတွေကလိုင်ညွတ်ရဖိုးထိုက်ရစာဥရအဲ့ဒီ3ယောက်ပါခေါ်ခဲ့ပါဟုတ်ပြီလားဟုတ်ကဲ့နောက်တစ်နေ့နဲ့မှာတော့တကြီးဖိုးလုံးဟာဖိုးထောင်အပါဝင်လူငယ်လေး3ယောက်ကိုခေါ်ပြီးတော့တင်ငန်းမြောင်စကန်ကိုထွက်ခဲ့ကြတော့တယ်စောလေဝါကြီးအလောင်းကောက်ရန်နဲ့ဖိုးနှောင်းကိုရှာရန်ဖြစ်ပါတယ်တင်ငန်းမြောင်စကန်တို့နေဖို့မတက်မီရောက်ခဲ့ကြတော့တယ်စိုးလေဝါကွာတနာပါတယ်မမြင်ရစရာမြင်ကွင်းဖြစ်ပေမဲ့တကြီးဖိုးလုံးစစ်စစ်စစကြည့်နေနောက်ကျောကနေသူ့ရဲ့ဇက်ဖို့တစုံတရာနဲ့ခောက်ခံရတာပဲကွာမတမာသူကနောက်ဖက်ကနေအလင့်ငိုင်လှုပ်သွားတာပဲဖြစ်မယ်စိုးလေဝါကိုတတ်တဲ့သူကဘယ်သူဖြစ်နိုင်မလဲမင်းတို့စဉ်းစားကြည့်စမ်းအိုးဘယ်သိပါမလဲတကြီးရဲ့မင်းတို့ဘယ်သိနိုင်မလဲကွာငါပြောပြမယ်နားထောင်ဖိုးနှောင်းပဲဖြစ်လိမ့်မယ်ဗျာတကြီးဘလို့ကြောင့်ပြောနိုင်တာလဲမဖြစ်နိုင်တာဖိုးနှောင်းနဲ့ဇောလေဝါအလွန်ချစ်ကြတာလေမဖြစ်နိုင်တာကြီးဘလို့ကြောင့်တန်းလိုက်ရတယ်ဆိုတော့အရင်မြစ်ကိုတော့ငါမသိဘူးဖိုးနှောင်းကနောက်ကနေအလင်းငိုင်တက်ဖြတ်လိုက်တယ်ဆိုတာတော့ငါအာမခံပြောရဲကွာဘာလို့လဲဆိုတော့တဲဘောကဖိုးနှောင်းရဲ့ပစ္စည်းတွေကခြေရလက်ရမပြတ်ဘူးဒီနားမှာရုံးရင်စင်ကဖြစ်မသွားတာသိကြတယ်ခြေရလဲတစ်ခုပဲတွေ့တယ်လာဒီမှာကြည့်တဲရှင်းမှာရှိရဲ့ခရင်ရေးလူနှစ်ယောက်ခြေရပြပြီးတော့တဲနောက်ဖက်လမ်းမြောင်လေးပေါ်မှာတော့ထင်ရှားတွေ့နေရတဲ့ခြေရတစ်ခုကိုပြလျက်ဒါကသူတို့နှစ်ယောက်ဒီချောင်းဘက်လာပြီးတော့တစုံတရာသွားရှာတဲ့ခြေရဒီတဲနောက်ဖက်မှာရှိတဲ့ခြေရနောက်ဖက်တော်တန်လေးနဲ့ဝင်သွားတဲ့ခြေရပဲဒီတော့ဒီခြေရရှင်ကစိုးလေဝါကိုတက်ပြီးတော့ထွက်သွားတဲ့လူသက်သမားခြေရပဲကွာကဲမင်းတို့သိကြကြည့်တဲရှိမှာရှုပ်ချက်ခနေတဲ့ခြေရနှစ်ခုတွေကနေတစ်ခုကဒီတဲနောက်ကနေထွက်သွားတဲ့ခြေရနဲ့တပုံစံနဲ့ပဲဟုတ်ပြီလားဟုတ်နိုင်နေဩဟုတ်နိုင်နေဆိုတော့မင်းကမယုံကြည်တဲ့သဘောပေါ့ဒီမဲ့ဖို့တော့ဟုတ်ကိုဟုတ်ရမယ်ကွာဘာလို့လဲဆိုတော့သူတို့နှစ်ယောက်ပဲရှိတာမင်းစဉ်းစားကြည့်လေလူနှစ်ယောက်ချီရဆိုတော့အတူတူသွားလာနေကြတာပေါ့တစိမ့်လူမဟုတ်တော့ဘူးကဲကြားရဖို့တော့မင်းတို့3ယောက်ဆိုးလေဝါအလောင်းကိုကောက်ပြီးတော့ရွာပြန်ကြတော့ငါတော့မျိုးဝင်းနိုင်ရဲ့စာဥရဲ့ဖိုးထိုက်ကိုခေါ်ပြီးတော့ဒီချီရနောက်ကိုလိုက်ကြမယ်လူတက်တီခံကိုလိုက်ရှာမယ်ဖိုးတော်ဒီလေတကြီးအမိတ်ကိုမလွန်ဆန်ဝင်သည့်ကြောင့်စောလေဝါရဲ့အလောင်းကိုလဲပေါ်တင်ပြီးတော့ရွာကိုထွက်ခဲ့လျော်တယ်တကြီးကနောက်ပါ3ယောက်ဖြင့်အဲ့ဒီတဲလီနောက်ဖက်တော်တန်းအတွင်းကိုဝင်သွားလျော်တယ်ဤသို့ဖြင့်သူတို့ဟာတဲနောက်ဖက်ချီရအတိုင်ကိုနင်းလိုက်ခဲ့ကြမှာငပြောရိုင်းတော်တစ်ခုကိုရောက်လာကြတယ်သူတို့ဟာဟိုပင်ကူဒီပင်ကူနဲ့အတွင်းကြကြကိုရောက်သွားတော့တယ်မျိုးဝင်းနိုင်ကခုတ်ဖြတ်ထားပြီးလဲကျနေတဲ့ငပြောတပင်ကိုကြည့်ပြီးတော့အံ့အားသင့်သွားတော့တယ်ဟာတကြီးဒီတော်ထဲမှာကျွန်တော်တို့ပဲရှိတာဘာကြောင့်တီးပြီးကခုတ်ဖြတ်ခံရပြီးတော့လဲပြုတ်နေရလဲလူတယောက်ယောက်ဒါမှမဟုတ်လူတစ်စီးရှိလို့ဖြစ်မှာပေါ့ဟာလူချီရပါလားတေးကြပြီဟဲ့ဒီချီရရှင်ဒီတစ်ဝိုက်ပဲရှိရမယ်တို့နဲ့ပြောပြီးတော့ပတ်ဝန်းကျင်ကိုဝိဝိုက်ကြည့်နေတော့တယ်ဒီလိုကြည့်နေစင်မှာတော့
ငပြောပင်တို့ကြမှာဘာရင်မသိရိတ်ခနဲ့တွေးလိုက်သည်ကြောင့်သူ့လက်တွင်မှနှလုံးပြူးတဲ့ဖြင့်လမ်းထိုးချင်လိုက်တော့တယ်။မြန်လိုက်တာလာကြဟိတ်ဆိုပြီးတော့အဲ့ဒီနေရာကိုပြေးလွှားသွားလိုက်တော့တယ်။မျိုးဝင်းနိုင်စာဦးနဲ့ဖိုးထတ်တို့ဟာတကြီးအောင်လာကြဟိတ်ဆိုရတာနောက်ကနေပြေးလိုက်သွားကြခြင်းဖြစ်တယ်။ဘာရင်မသိကြငပြောတော့အတွင်ကွေးကပတ်ကပြေးလွှားရင်းနဲ့သူတို့ဟာငပြောတော့တစ်ဖက်အဆက်ကိုရောက်သွားကြတော့တယ်။ငပြောတော့တစ်ဖက်အင်းပြက်လေးတစ်ခုမှတိတ်သေးစွာပေါက်ရောက်နေကြတဲ့ကြခဝါတော့အတွင်တိုးဝင်သွားတဲ့လူတစ်ယောက်ကိုတွေ့လိုက်ကြတယ်။ငပြောတခိုင်ပါသွားပုံရတယ်။ကြခတော်တယ်ဝင်သွားပြီ။တကြီးဆက်လိုက်ကြမယ်။ဆက်လိုက်လို့မဖြစ်ဘူးကွာ။ငပြောတော့တဲ့ပြန်ဝင်ပြီးတော့ကိုရောင်ဖြောက်နေကြမယ်။ညမောင်တော့မှပဲကြခတော်တဲ့ဝင်မယ်။အချိန်ဟာတည့်၍ကုန်ခက်လေပြီဖြစ်တယ်။တစစလည်းအမောင်ကျလာချပြီ။မင်းတို့ဒီမှာခဏနာကြအောင်ကွာ။ငါအပြင်ထွက်ပြီးတော့အချင်းတွေကိုကြည့်လိုက်အောင်မယ်။ငါထင်တဲ့အတိုင်းပဲဟိတ်လာကြကြခတော်တယ်ဝင်ကြမယ်ကြခတော်တယ်ဝင်လာတော့ဟုတ်ပါပြီဒီလူရှိမရှိဘလို့သိနိုင်မလဲမောင်နဲ့မမေဘလို့လိုက်ရှာမလဲဟိုတိုးတီတို့နဲ့ကြခစုကုန်ကြတော့မပေါ့ငါကမင်းတို့ရွာအုပ်ချုပ်နေတဲ့တကြီးလေကွာသူပဲအရာရာသိအရာရာတက်နေတော့တာပဲဒါကြောင့်လေတကြီးဖြစ်နေတာပေါ့ကွာဟုတ်ကဲ့ပါတကြီးဒါကြောင့်လေတကြီးကတကြီးဖြစ်နေပြီးတော့ကျွန်တော်တို့ကရွာသားဖြစ်နေတာပေါ့အေးမင်းတို့အဲ့လိုသိထားရင်ပြီးရောကဲငါနောက်လိုက်ခဲ့ကြငါပြောသလိုလို့တကြီးကတယောက်ချင်းဘာလို့ရမည်ကိုပြောပြပြီးတော့ကြခဝါယုံတော်စီကိုဥတီသွားကြတော့တယ်ကြခဝါယုံတော်မှာမီးရောင်လဲလဲမြင်နေရတယ်ကြခတော်တွေမှာတော့လူရှိနေသည်မှာတေးကြပြီဘယ်နေရာလောက်မှာတော့ရှိနေသည်ကိုလည်းမီးရောင်ကညွန်ပြနေသည်ပဲအော်ဒါကြောင့်ဥဖိုးလုံးကြီးကသူတို့ရွာမှာရာသက်ပံတကြီးဖြစ်နေတာကိုလို့၃ယောက်စလုံးတွက်လိုက်မိပြီးတော့ပြုံးစစ်စီဖြစ်သွားကြတော့တယ်ကြခယုံတွေမှာတော့တိုးဝင်လိုက်ကြတဲ့အခါမှာတော့ရှေ့ကတဲပေါ်မှာအိတ်နေရမောင်နှောင်းပဲဖြစ်ရမယ်ဟုတ်တယ်တကြီးသူခေါင်းကြီးမှာပစိန်ရှိနေတယ်ဟာပစိန်မှာသွေးစွနေပါလားဟုတ်ပါပြီစိုးလေဝါသူတက်တာသေးကြပါပြီကဲငါပြောသလိုလောက်ကြဟိတ်တကြီးကတဲနာကိုပြေးသွားလိုက်ပြီးတော့နှလုံးပြူးတဲ့နှက်ဖြင့်အိတ်နေသူရဲ့နောက်ကျောကိုထောက်ထားလိုက်သည်နှင့်မျိုးဝင်းနိုင်စာဦးနှင့်ဖိုးထက်တို့ဟာဓားလန်ကူစီဖြင့်မိုးထားလိုက်တော့တယ်။အဲလူကတစ်ဖက်ဆောင်လဲနေရမှလဲလာလီတော့တယ်။ဟဲ့ကောင်ဖိုးနောင်ထားစမ်း။ဟင်။အိုးမင်းဘာတူလဲ။မမပြော။မင်းနဲ့အတူဘာတူရှိသေးလဲ။ကျွန်တော်ဖိုးနောင်ပါ။ဖိုးနောင်လို့ငါစောစောပြောလိုက်လို့မင်းတန်ရောင်လိုက်ပြောတာမလား။မင်းလူတယောက်ကိုတတ်ခဲ့တယ်မလား။ပြော။မပြောကွာ။တကြီးတကယ်ကျွန်တော်မမတ်မိဘူးလား။မင်းညံများမယ်မကြံနဲ့နော်။ကျွန်တော်ညံမများဘူးမဟုတ်ဗျာကျွန်တော်ဖိုးနောင်ပါဖိုးနောင်ဆိုတော့ပြောပြချင်လို့တက်တည်ပြချင်လို့ပါတို့နဲ့ပြောလာလေသူ့အင်ဂျီကိုချစ်လိုက်ပြီးတော့ဟမ်သူ့ရဲ့ဘယ်ဘက်ရင်အောင်မဆေးမိကြောင်နဲ့မူကြီးလို့ရေးထားပါလားကျွန်တော်အကူဖိုးနောင်လိုက်ရှာနေမှာပဲကိုလိုက်ညွတ်တို့ကိုစာဦးတို့ကိုဖိုးထိုက်တို့ကျွန်တော်ဖိုးနောင်ဆိုတာလက်ခံပြီလားအေးငါယုံဖို့ကအတိကားကွာမင်းကဖိုးနောင်ဆိုတာတော့လက်ခံပြီဒါပေမဲ့မင်းဘလို့အဲ့လိုဖြစ်သွားတာလေအဲ့ဒီခါမှာတော့ဖိုးနောင်ဒီယခုကဲ့သို့ဖြစ်ခဲ့ရပုံတကြီးအားဂနနာပြောပြလေတော့တယ်ငွေကြီးနှစ်ကောင်နဲ့ပတ်သက်၍စိတ်ဝင်စားခဲ့ကြရသလိုတော်မူကင်းနဲ့ပတ်သက်၍သူနှလုံးသားပေါ်မှာတော့ကပီးတင်ထားပုံကို၎င်းအချစ်စုံတိမ်အတူနဲ့တငယ်ချင်းကိုရရစစ်စစ်တက်ခဲ့သည်ကို၎င်းတန့်တော်ဖြစ်သွားကြတော့တယ်အေးလေဖြစ်ခဲ့တာလည်းဖြစ်ခဲ့ပြီကွာမင်းရွာပြန်လိုက်ခဲ့ပါစောလေဝါပြောသလိုဆေးဆရာနဲ့ပြကြည့်ရပေါ့ဟုတ်ကဲ့ပါတကြီးကျွန်တော်အချင်းတွေကိုတကြီးလည်းမျက်မြင်ခဲ့ပြီသိခဲ့ပြီဆိုတော့ဒီလိုပဲလုပ်ရတော့မှာပေါ့တကြီးကဖိုးနောက်ရဲ့ဖြစ်ပျက်စဉ်ကိုသိလိုက်ရတာကြောင့်စိတ်မကောင်းကြီးစွာဖြစ်သွားတော့တယ်ကဲတကြီးမနဲ့ဆိုသွားကြတာပေါ့သူ့ဖြစ်ရွာသားလည်းဖြစ်တီကားတဲ့ကြောင့်ပြန်လိုက်ခဲ့ပြီးပြောချင်းကြောင့်တဲ့ကြောင့်သူ့အားချုံနှောင်ထားခြင်းမရှိလွတ်လွတ်လပ်လပ်နေစီအိတ်စီတော့တယ်အတော်ကြကြမှာတော့အားလုံးဟာအိပ်ပျော်သွားကြတော့တယ်မြင်များကြကြအိပ်ပျော်သွားသည်မသိစာဦးဟာငွေတွန်တန်ကြောင့်နိုးထားလိုက်ရတော့တယ်မယုံနိုင်စရာပါတကားဖိုးနောက်တယောက်တဲရှိကွလမြေကြီးပေါ်မှာငွေတကောင်နဲ့လွတ်လွတ်နေပြီဖိုးနောက်ရဲ့မြုံဟာမင်းနန္ဒာဖုတ်ထားတဲ့တန်ကော်လီလုံးနဲ့ရေရဲတောက်နေတယ်စာဦးတယောက်ကြံလူတွေကိုနိုးပြီးတော့ပြောင်းနေမှာဟုစဉ်းစားလိုက်ကရှိသည်လွန်ပင်စွာအိတ်ချင်စိတ်ပြင်းပြပြီးတော့
မျက်ခုံများလေးကျလိုက်ရမှမေးကနေတစ်ချက်ဖြစ်ပြီးတော့အိပ်ပျော်သွားလိတော့တယ်။စာဦးထနည်းနည်းထဆန်ကွာဖိုးတော့မရှိတော့ဘူးဟေးဒီတော့မှစာဦးတယောက်မျက်လုံးပြူးကျလာတော့တယ်။ညအမြင်ကွင်းကိုပြန်တတိရလိုက်တော့စာဦးကသူညစ်တီနိုးစင်မှာဖိုးနောက်တယောက်မွေးတကောင်နဲ့လွတ်လွတ်အော်ခင်းနေသည်ကိုပြန်ပြောပြလိတော့တယ်။အိမ်မက်လည်းဖြစ်ချင်ဖြစ်မှာပေါ့မင်းအိမ်မက်နေတာမဟုတ်ဘူးတကယ်မြင်တွေ့လိုက်ရတာဗျာတကြီးဘလို့ကြောင့်ပြောနေတာတော့ညငါလည်းမြင်လိုက်ကြားလိုက်လို့ပေါ့ကွာဟုတ်တယ်ကျွန်တော်လည်းမြင်တယ်ဒါပေမဲ့ညှို့ခံထားသူလို့မြင်သားမရကြားတာကြားရတယ်လုံးလို့မရဘူးကျွန်တော်လည်းအဲ့လိုပါပဲကဲမိုးလဲနေပြီတစ်ကနေပြန်စားရမလို့ဖြစ်ပြန်ပြီဒိုးနဲ့ပြောပြီးတော့တကြီးဦးဖိုးလုံးနဲ့အဖွဲဟာကြက်ခါရုံအပြင်သို့ထွက်ခွာသွားလိတော့တယ်သူတို့ကငပြောတော့ဘက်ကိုပြန်ဖြတ်လာခဲ့ကြပြန်တယ်ငပြောတော့အတွင်ရောက်တဲ့အခါမှာတော့ငပြောပင်အတော်များများလဲပြို၍လွန်စွာမှကြီးမားတဲ့စွတ်ကြောင်ကြီးတစ်ခုကိုအံ့ဩစွာတွေ့လိုက်ရတော့တယ်ခါတော့လာဟိဘာအကြောင်းရမသိတကြီးဦးဖိုးလုံးဟာထိုစွတ်ကြောင်ကြီးကိုကြည့်ပြီးတော့ကြောချမ်းလာသည်ဖြစ်လို့ထုံငပြောတော့မှခက်တွတ်ထွက်ခဲ့ပြန်တော့တယ်တို့ဖြစ်တကြီးတို့ဟာစောလယ်ဝါတေးဆုံးခဲ့တဲ့နေရာကိုပြန်ရောက်ခဲ့ကြပြန်တယ်ခဏနားကြမယ်ဟိတကြီးကျွန်တော်တို့ဒီမှာတော့စခန်းချမအိပ်ဘူးနော်ဘာလဲမင်းကြောက်လို့လားယောက်ျားဖြစ်ပြီးတော့ဒါဖြစ်တကြီးပဲအိပ်ကျွန်တော်တို့ကကြောက်ချောင်းလေးတစ်ဖက်ကိုသွားအိပ်မယ်ခဏနားတာပါကွာပြီးမှခီးဆက်ကြတာပေါ့ဟာဟိုမဲကြည့်စမ်းတကြီးညူပြတဲ့ကြောက်ချောင်းလေးတစ်ဖက်ကိုကြည့်လိုက်ကြတယ်နော်အကောင်ကြီးမဟုတ်ဘူးဟဲ့လုံးပအားဖြင့်ခုနှစ်ပေထက်မနည်းရှိမိထင်ရတဲ့မွေကြီးတကာရှော့တိုက်လွတ်သွားနေခြင်းဖြစ်တယ်တော်ပါသေးရဲ့ချောင်းတစ်ဖက်ကမှတောင်ကျော်လေးအတန်းကိုတက်သွားခြင်းကြောင့်မင်းငါတို့ငပြောတော်မှာတွေ့ခဲ့တဲ့စွတ်ကြောင်းကြီးကဒီကောင်ကြီးဖြတ်သွားခဲ့တာပဲဖြစ်မယ်ဟုတ်တယ်ဖြစ်နိုင်တယ်ကျွန်တော်တက်ဒီလောက်ကြီးတဲ့မွေကြီးမမြင်ခဲ့ဘူးဗျာမင်းကပြောရတယ်ရှိသေးမင်းတက်မပြောနဲ့ငါတက်မှာတော့မှမြင်ဘူးနေတက်တာကြားတော့မကြားခဲ့ဘူးကွမှတ်ထားကဲတကြီးကျွန်တော်တို့ဒီမဲ့ကြာနေလို့မဖြစ်တော့ဘူးထင်တယ်အေးငါလည်းသိပါတယ်ကွာငါရဲ့တနက်ကတို့လေးအောင်မပြောနဲ့ငါတယောက်စာအတွက်တော့မှကာဝယ်ပေးနိုင်လိမ့်မယ်မဟုတ်ဘူးတကြီးကိုကျွန်တော်သဘောကျသွားပြီဘာဖြစ်လို့လဲအော်တကြီးကမိုင်ယူရဲဆန်ပြီးတော့သူမဖြစ်စလောက်လက်နဲ့လေးနဲ့ဒီလောက်အင်အားကြီးမားတဲ့မွေကြီးကိုဘယ်အန်တုတ်ပါမလဲကွာငါတို့လည်းသူငှက်လို့ပေါ့ကွာအဲ့ဟာငါတို့ရဲ့အသက်ကိုတန်ဖိုးထားကာဝယ်လိုက်တာပဲကွာတကြီးငါတို့ဒီလောက်မေတ္တာထားမှာမဟုတ်ပါဘူးစောစောက तू ပြောတယ်မလား तू တနက်ကသူ့ရဲ့အသက်ကိုတော့မှကာကွယ်ပေးနိုင်စွမ်းမရှိတော့ဘူးတဲ့တကယ်လို့သာသူ့တသက်စာအတွက်ကာကွယ်ပေးနိုင်ခင်တော့သူတို့မွေးစားကျွေးပြီးတော့ကိုလူယုံပြေးမှာကွာခွေးသားလေးကဲအဲ့ဒါကြီးထားပါတော့လေအခုအချိန်ရှိတော့ရွာရုပ်ပြန်ကြရမယ်ပြောတကြီးခမည်းနောက်ကဘသူတွေပါလာလဲသိလားမင်းတို့ကလွင်ဘသူရှိမလဲကွာကျွန်တော်တို့ပဲဒါပေမဲ့တကြီးပြောတဲ့ခွေးသားလေးတွေပေါ့မင်းတို့ကမနာတတ်ဘူးနော်ဩဒါတော့တကြီးရဲ့တကြီးတော့မနာတတ်တာဘယ်နာတတ်ပါမလဲဘာကွာငါကပါမနာတတ်မှာတော့တကြီးတေချာစဉ်းစားကြည့်လေခွေးသားပေါက်လေးတွေကဘသူနောက်ကောက်လိုက်တာလဲသူ့အမေခွေးမကြီးနောက်ပေါ့ဟာဒီကောင်လေးငါ့ကိုခွေးမကြီးလို့ပြောနေရပေါ့တကြီးကအန်ကိုကြိတ်ပြီးတော့လက်တောက်တဲ့ရှိတဲ့ကြီးမဇဲကြီးတောင်ကိုမိုးပေါ်ကိုထောင်ပြီးတော့ဒေါမန်တကြီးနဲ့ချင်းချောက်ပြစ်လိုက်လေရောတယ်တနတ်တန်ကြောင့်ရှေးတောင်စော်လေးပေါ်တက်သွားတဲ့မွေကြီးရဲ့တွန်တန်ဖြစ်ချိန်မီတကြီးဟာစာအုပ်တို့ကိုပဲမစောင့်လေရောပဲမပြေးရုံတမဲပြေးလျှောက်လေးရှောက်သွားနေတာကြောင့်စာအုပ်တို့၃ယောက်ဟာလည်းနောက်ကနေအမီလိုက်သွားလေရောတယ်ဒီလိုနဲ့ကျောင်းနဲ့တကြားရှောက်ခဲ့ကြသည့်ကြောင့်ရောင်မောင်စပြိုအချိန်မှာပြန်ရောက်ခဲ့ကြတော့တယ်တရားလုံးကတကြီးတို့ပြန်ပြောပြတဲ့စကားနဲ့ပဲတွေးလက်နေကြပြီဖြစ်တယ်ဘသူမှတော့မတက်ကြတော့ချင်းတကြီးကဘာလို့ရမည်မသိတော့ဒီတော့ဘေးမကုန်းရွာသူကြီးဦးဖိုးလုံးပြောပြတဲ့ဖိုးနောက်ရဲ့ဖြစ်စဉ်ကိုအထက်ပါအတိုင်းသိလိုက်ရသည်မှာတော့ကိုပိုက်နဲ့လင်းမြင့်လိုင်တို့ကအံ့ဩကြရတော့တယ်ဖိုးနောက်ကိုရှာရတာမခက်တော့ဘူးဆိုတာသိရဲ့ဒါပေမဲ့မွေကြီးနှစ်ကောင်ကြောင့်မတောင်းဝင်ကြတာဗျတကြီးမှာနှလုံးပြူးတက်နဲ့ရှိနေတာပဲဟာဒီနှလုံးပြူးကဟန်မဲရှိတာဆရာလေးရဲ့ကျွန်တော်တို့မဲ့အော်တိုမက်တစ်တနတ်တွေပါရဲ့လေကြီးလဲအပြစ်ပဲကဲဘာလို့သေးလဲတကြီးဒါကြောင့်လဲဆရာလေးတို့အာကိုတကြီးနဲ့လမ်းပြောရတာပေါ့ဗျာကဲတကြီးနက်ပြန်ကြီးစကြမယ်ဟဲ့မစင်
သွားစမ်းဖိုးတော်ကိုခေါ်လိုက်နဲ့ဖြတ်မနဲ့စောစောခီးထွက်မယ်အိမ်ကိုစောစောလာလို့သွားပြောတော့ချင်းဟုတ်ပါပြီတော့ကျုပ်သွားနေတော့မော့လေမမော့နေအောင်နဲ့နော်ဧည့်သည်ကိုအကြောင်းပြပြီးတော့ရှောင်းတော်ပြန်နဲ့ရောမလို့နေအောင်နော်နောက်တစ်နေ့လည်းနဲ့စောစောမှာတော့ကိုပိုက်လေးမြင့်လိုက်တကြီးနဲ့ဖိုးတော်တို့ဟာရုံးမတော်အတွင်းကိုဝင်ခဲ့ကြတော့တယ်ကျုပ်တို့တင်ကန်းမြောင်ဘက်ကိုအရင်သွားကြတာပေါ့ဗျာသူသွားရင်လာရင်လမ်းမှာတော့တဲလေးတကောင်ပြစ်ခတ်ရရှိလိုက်တော့တယ်နေမွန်တဲလောက်မှာတော့တင်ကန်းမြောင်တို့ရောက်ခဲ့ကြတော့တယ်ပျောက်ဆုံးနေတယ်ဆိုတော့ဖိုးတော်တို့နေထိုင်သွားတဲ့တဲဟုပြောတဲ့ကြက်စည်းယူရင်းနေပြီဖြစ်တဲ့အဲ့ဒီတဲလေးမှာနားလိုက်ကြတော့တယ်ဒီမယ်ညအိတ်စကန်ချမယ်မရမအိတ်ရလို့လားအေးရဲပါတယ်ကဲအချိန်ရှိတော့မှဝါတဲလေးကိုစောင့်လိုက်ကြစို့ဖိုးတော်ကြီးဟိုဘက်မြောင်လေးထဲမှာတောင်ထမ်းမီတွေတွေ့ခဲ့တယ်ကွာအမိုးလုပ်ဖို့အတွက်တောင်ထမ်းရွက်တွေသွားခုတ်ခဲ့ကွာဖိုးတော်တောင်ထမ်းသွားခုတ်နေတော့မှအမိုးရဒါလေးမောကြစို့တိတ်ကောင်းတဲ့အစီအစဉ်ပေါ့ဟာတကြီးအမေကြီးစုကမကြောက်ဘူးလားဟဲမဲဆီကဆရာလေးတို့ပြန်ပြောမှတီးရမှာနေဗျာဒါဖိုးတော်တန်မဲလင်းလိုက်ရတဲ့အမိကွင်းဟာရင်ထိတ်စရာပင်ဖြစ်တော့တယ်ဖိုးတော်တယောက်ငွေကြီးရဲ့ရစ်ပတုံနောက်ထားခြင်းကိုခံနေရတော့တယ်လက်မြတ်ချင်းမြန်ရှိတဲ့လေးမြင့်လိုင်ကသူ့လက်အတွင်းမှာရှိတဲ့တနက်နဲ့လမ်းပြလိုက်တော့တယ်ဟာထိသွားပြီငွေကြီးကလွန်စွာပါနဲ့လေတယ်သူ့စာအလုံးကရစ်ပတ်ထားတဲ့ဖိုးတော်ကိုရစ်ပတုံနောက်ခြင်းမှာဖြစ်လိုက်ပြီးတော့ရှောကနေလူလုံရှာရှော့တိုက်ထွက်သွားနေတော့တယ်ငွေကြီးရဲ့ခန္ဓာကိုယ်ဟာကြည်အားကြောင့်တရင်တရိုင်ရန်ရွေ့သွားပြီးတော့တော်ကြော်လေးအောက်ကိုပြုတ်ကျသွားနေတော့တယ်ကိုပိုက်နဲ့လေးမြင့်လိုင်တို့ဟာအဲ့ဒီနေရာကိုအပြေလွှာလိုက်ပြီးတော့ကြည့်တဲ့အခါမှာတော့ဟာဘယ်ရောက်သွားပါလဲဟာဟိုမှာလူတယောက်ရီးပြီးပြေးပြီကိုလေးလာဗျာကျွန်တော်တို့ဖိုးတော်အခြေအနေကိုပြန်ကြည့်ကြစို့ဖိုးတော်ဘာဖြစ်သွားသေးလဲဘာမှမဖြစ်ဘူးကျုပ်တို့အစိုးရောက်လို့ပေါ့သူကြောက်လို့ထက်လက်နေတာပဲရှိတယ်မွေးကြီးတော့ပျောက်ချင်းမလားပျောက်သွားတယ်ပြီးတော့လူကြောက်ဝတ်တုံးတော်နဲ့ရှင်မောပြီးတော့ထွက်ပြေးသွားတာတွေ့တယ်ဒါဆိုအဲ့လူကဖိုးတော်ပဲဖြစ်ရမယ်သူ့မျက်နှာကိုမြင်လိုက်ရလားထွက်ပြေးသွားတယ်ဆိုမှတော့ကြောပေးပြေးတာပေါ့ဗျာဘယ်နဲ့သူ့မျက်နှာမရမှာတော့ဗျကဲဆရာလေးတို့ရေဘာမှပြောမနေနဲ့တော့တဲလုံစရတော့မှတော့သူပြေးသွားရတော့ကိုချာခံလိုက်ကြမယ်တကြီးဖိုးလုံးဟာသူ့ရဲ့တနတ်အုံမီကျုံမောင်းပြက်ကြီးကိုကင်ပြီးတော့ရှင်းမဥဆောင်သွားနေရတယ်မွေကြီးကျတ်သွားတဲ့မြောင်းလေးထမတစင်းဝတ်တုံတော်မှကျုံတော့အထိခက်ခက်ခဲလိုက်ခဲ့ကြတော့တယ်မွေကြီးလည်းမတွေ့လူလည်းမတွေ့မောင်စပြိုးလူပြီးလည်းဖြစ်တော့တယ်တကြီးစခန်းချမယ်နာပဲပြန်တော့မယ်ဗျာနဲ့ဖြန်မှာပဲဒီကျုံတော်တွေကိုနက်နက်ဆက်ဆက်ကြည့်ကြတာပေါ့အပြင်မှာတော့ထင်မြင်ချက်ကိုစီပြောပြီးတော့ရှောက်ခဲ့ကြတော့တယ်ဝတ်တုံတော်စအရောက်မှာတော့ကိုလင်းကလက်တွင်းမှတနက်ပြေဝတ်တုံတော်အဆက်ကိုလမ်းထိုးချိန်ပြလိုက်တော့တယ်တားကောင်ကိုထိမှန်သွားဝင်ရတယ်ဝါပင်ပေါက်တို့ရင်ထိုးလောက်ခတ်နေတယ်လာပြို့ဝတ်တုံတော်အစတွေမှာတားကောင်လဲကျနေတယ်ထင်ပါကိုပိုက်ကအဲ့ဒီနေရာကိုပြေးသွားလိုက်တော့တယ်ဝတ်တုံတော်အတွင်းမှာတော့လွတ်လွတ်နေသည်မှာတော့မွေကြီးဖြစ်နေတော့တယ်သူ့နာရောက်လာတဲ့ကိုပိုက်တို့မွေကြီးကဒေါသတကြီးနာမုတ်လေတံပြေမွေကြီးဥကအတွင်းကြည်တောက်ကိုပြစ်သွင်းလိုက်နေမှမွေကြီးကလုံးဝငြိမ်သက်သွားတော့တယ်ကိုလင်းပြစ်လိုက်လို့ထရရသွားတယ်မွေကြီးဗျကိုပိုက်ပြစ်လိုက်ဒီမှာတော့နှစ်ချက်ထရသုံးခုဖြစ်နေခြင်းကြောင့်တက်အားပြောလိုက်ခြင်းဖြစ်တော့တယ်ကိုပိုက်တို့ဟာမွေသေးကြီးကို80နောက်စီလူတန်းရထပ်ပြီးတော့ဝတ်တုံတော်ကိုဖြတ်စကန်တဲလေးစီကိုပြန်ခဲ့ကြတော့တယ်လုံးပတိ၄ပေခန့်ရှိနေတယ်သို့ဆိုပါလေတစ်ချိန်ကတကြီးတို့တွေ့ခဲ့တဲ့မွေကြီးလုံးဝမဖြစ်နိုင်တကြီးအပြော်ရလုံးပ9ပေရှိသည်ဟုပြောသည်ပဲထုံညကိုပိုက်တို့ဟာမွေကြီးအရေးကိုစုံအသားဖြစ်ပြီးတော့ထမီးပုံကြီးပေါ်မှာတော့အတုံးလိုက်တုံးတစ်ပြီးတော့မိကျတက်လိုက်တော့တယ်ချမ်းဆက်ဆက်ဖြစ်နေတာကြောင့်ကိုပိုက်ဟာဝီစကီပလင်းကိုထုတ်ပြီးတော့ရှင်မရောပဲတောက်ချလီမှတကူလုံးအနှွေးတက်ရလိုက်တော့တယ်အဲ့ဒီနောက်မှာတော့မိကျတိုက်မွေသားတုံးကိုယူပြီးတော့ပူပူလောင်လောင်ကိုက်ဖက်စားလိုက်တော့တယ်ဒီလိုနဲ့ကိုပိုက်ဟာရှင်မရောပဲတောက်ခဲ့တဲ့အရဲလေးအပူဓာတ်ရှိတဲ့မွေသားတို့ကြောင့်ထင်၏တညလုံးရှင်နေပူနေတော့တယ်ကိုပိုက်ရေဆလာပြီကွာရှင်ထဲမှာလည်းပူလောင်နေပြီကိုလင်းတယောက်ပျော့ပျော့ဆူဆူနဲ့တဲရှိရေကြီးချောင်းလေးတို့ထပ်သွားနေတော့တယ်ကိုလင်းကျွန်တော်လဲလိုက်မယ်ရေချောင်းလေးတို့ရောက်တဲ့ခါမှာတော့ဟာရေတွေကနွေးနေပါလားအေးနွေးကွာရှင်ကပြေပေါက်ဖို့သာအထီးကဆိုပြီးတော့လက်ခုပ်ဖိခတ်တော့လိုက်တော့တယ်
အခုမှပဲရှင်ကပြေးသွားတော့တယ်ကိုပိုက်နေလင်းမြင့်လိုက်တော့ရေကိုတဝကြီးတောက်ပြီးတဲ့နောက်တဲရှိအောင်လက်ပြန်ခဲ့ကြတော့တယ်သူတို့ကြောအလဲကြောက်ချောင်းလေးအတွင်မှာတတဝတကောင်ရေကိုပုတ်ခတ်နေတဲ့အတန်းကြောင့်ကြပြကြရလက်ကြည့်လိုက်ကြတော့တယ်ဟင်လွန်စွာမှကြီးမားတဲ့မွေကြီးတကောင်ရဲ့အမိပိုင်ကရေပြင်းမွေနောက်ပုတ်ခတ်နေခြင်းကြောင့်ဖြစ်တော်တယ်ဝါတဲ့နေ့ချောင်းမဝေးလာသည်ဖြစ်လို့တဲပေါ်မှာကျင်းခဲ့တဲ့တနက်ကိုပြေးယူရန်အတွက်နှစ်ယောက်စလုံးကြိုးစားလိုက်ကြတယ်ခြေလဲဆောက်ပင်ရှိသည်ဝေဘိုးအလုံးခန့်ရှိတဲ့မွေကြီးရဲ့အမိပြကရစ်ပတ်မတ်ယူသွားတော့တယ်တကူလုံးကြံစည်ထားသလိုရစ်ပတ်ခံရခြင်းကြောင့်ရုံးကန်ဖို့မပြောလင်းနဲ့အသက်မမှန်ရှူးဖို့ပင်အခွင့်မသာတော့မျက်စိတို့သည်လည်းဝေဝါပြီးတော့လုံးဝအမောင်တို့လွမ်းသွားနေတော့တယ်ကိုလင်းကြောင့်လွန်မင်းစွာနဲ့ထိတ်လန့်သွားတော့တယ်ငွေချင်းရမလို့ဦးတော့မြက်ကန်းဘဝဖြစ်နေပြီတော့မင်းသူ့ကိုယ်သူသတိထားမိသည်မှာတော့နာအစားအယုံမပြည့်စည်သေးခြင်းဖြစ်တော့တယ်အတန်တစ်ခုကိုတက်တက်ကြားနေရတယ်ကိုလင်းနားဆွင့်ထားလိုက်တယ်တဖြည်းဖြည်းနဲ့ကျဲလာတန်ကိုကြားရတယ်ကိုပိုက်အတွက်အားကိုးမြော်နေရအတန်ရှင်ပင်ဖြစ်ပေမယ့်ဂါထာတပုတ်ရွတ်ဆိုလာနေရပါလားအဲ့ဒီဂါထာကိုကိုလင်းကောင်းကောင်းရတယ်နတ်ချစ်ဂါထာပင်ဖြစ်ပေတော့တယ်နတ်ချစ်ဂါထာဆိုရင်တော့ကျေးစီတန်လူလေးကြားလိုက်ရတယ်ကိုလင်းကနတ်ချစ်ဂါထာကိုအာယုံဆက်နေသည့်ကြောင့်ကိုပိုက်ဟာသူ့ကိုယ်ကိုရစ်ပတုံးနှောင်ထားတဲ့မွေကြီးမရှိတော့သည်ကိုတော့သတိထားလိုက်မိတော့တယ်ဟာကိုလင်းတတိယပြီလားကျွန်တော်အိမ်မက်နေရလားကိုလင်းတတိလေးနေရဟင်ဘာဖြစ်လို့လဲကိုလင်းနဲ့ကျွန်တော်ကချောင်းလေးကိုသွားပြီးတော့ရေတောက်ပြီးအပြန်ကျွန်တော်ရှိရနေသွားရင်ဘာဖြစ်မှမသိပြင်းလဲကျသွားတာကျွန်တော်တဲကိုထမ်းခွန်လာရတာပေါ့တို့ဆိုပါနဲ့တခုခုမာရွေးနေဒီမှာတော့သိကြပြီကိုလင်းညာဖြစ်ခဲ့တဲ့အဖြစ်ပြက်များဘလို့တွေဖြစ်ခဲ့တာလဲအိမ်မက်ဆိုမဟုတ်ဒီကတော့သိကြတော့တယ်ကဲဆရာလေးမိုးစင်စင်လေးနေပြီတခုခုစားတော့ပြီးရင်တော့ကျွန်တော်တို့ပဲသွားကြစို့ကဲရောကိုလင်းဒီမှာမွေသားချက်တိုက်ဒါပဲစားကြရှိတယ်နေပါစီဗျာမစားတော့ပါဘူးတစ်ဆက်ထဲမှာတော့ကိုပိုင်ဟာလေးမြင့်လိုက်ဝင်ညအဖြစ်ပြက်ကိုပြောပြလိုက်တော့တယ်ဒါရီကအိမ်မက်ဆိုးတွေအစွဲလန်းနေပဲဖြစ်မှာပါဆရာလေးရဲ့အချိန်လေးရှိတော့မှကျွန်တော်လည်းဝင်သွားတယ်မနေ့ကလူလိုက်ရှာကြစို့ဗျာတိတ်မကြလာတဲ့အချိန်လေးမှာတော့မနေ့ကရောက်ခဲ့တဲ့ကျွန်တော်လေးကိုရောက်ခဲ့တော့တယ်ရုံးမတောင်ကျောဆိုကြီးတစ်ခုဖြစ်ချိတ်မီတောင်ကျောမကြီးပေါ်ရှိစင်သွားလန်းအတိုင်းရှောက်ခဲ့ကြရမှာတောင်ကျောမကြီးမှာခွဲထွက်သွားတဲ့တောင်ကျောဆွေလေးတစ်ခုမှာတော့ရိတ်ကနေလှူရှားမှုတစ်ခုကိုတစ်လိုက်ရတယ်ဟာလူတယောက်ပြိုအဲ့လူကိုမျက်ခြေမပြတ်စင်နေပြိုနောက်မှလိုက်ခဲ့ကြတဲ့ကိုပိုက်တို့ရဲ့ခြေလန်းကိုအရှင်တို့မြင်လိုက်ကြညာအဲ့လူကလက်တကန်းအလိုနေတာရှိနေတတ်တယ်လိုက်မိချင်းတော့မရှိပါချင်းအဲ့လူနောက်ရောက်ခံလိုက်ခဲ့ကြရမှာရှိုးတစ်ခုကိုရောက်လာကြတော့တယ်ဒီလူကဒီရှိုးတွေဝင်သွားလားတကြီးမင်းလာတီကိုပိုက်မဖြစ်အားရှိုးတွေဝင်တင်မဝင်တင်စဉ်းစားနေရတယ်ဟာဟုတ်ပြီကိုလင်းရှိုးတွေကရုံထွက်လာပုံထောက်တော့ဟာဟုတ်ပြီကိုလင်းရှိုးတွေကရုံထွက်လာပုံထောက်တော့တာရဲကောင်အထက်မှာရှိဖို့မပေါ်ဘူးဗျရှိုးတွေဝင်ကြည့်မယ်ဗျာထို့စင်မှာတော့ရှိုးအတွင်းမှာရုံတကောင်တိုးဝေထွက်လာတော့တယ်ကိုပိုက်တို့ဘွာရှိုးရင်းဝင်ရန်ချုံနေမြောက်လက်ဖြစ်ဆွဲဖယ်ချလိုက်တယ်ရှိုးအတွင်းမှာတော့လူတယောက်ကောင်းကောင်းဝင်နိုင်တဲ့ဝင်ပေါက်တစ်ခုရှိနေတယ်အဲလူဝင်ပေါက်လေးမှာကိုပိုက်ကရှင်းမတိုးဝင်လိုက်တော့တယ်ဆယ်ပေခန့်လူတကူစားဝင်ပေါက်မှဝင်လိုက်ရမှာဂူဝကျဲကြီးကိုရောက်တဲ့အခါမှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကိုပိုက်ထစ်လန့်သွားတော့တယ်ကြောင်မဲ့ဖွယ်ကောင်းတဲ့မျက်နှာတစ်ခုဖြစ်လေတယ်ဖိုးနောင်ဘာတကြီးဒါကျွန်တော်ညီလေးဖိုးနောင်လားဟုတ်ပါတယ်အကူကျွန်တော်ဖိုးနောင်ပါမဖြစ်နိုင်ဘူးမင်းကစောလေဝါကိုတတ်တဲ့လူသက်သမားပဲဖြစ်မယ်ငါညီဖိုးနောင်ပဲမလဲအကူကျွန်တော်ဖိုးနောင်ပါဒီမဲ့အကူကြည့်စမ်းဒါအကူညီလေးကိုထိုးပေးထားတဲ့ဆေးမိကြောင်စလုံးလေးနေလေညီလေးပါနော်တကြီးပြောတာငါမယုံခဲ့ဘူးမင်းနဲ့တွေ့မှာပဲငါလက်ခံရပြီပေါ့ကွာဖိုးနောင်မင်းလူတက်မှုကျွလွန်ထားရင်နော်အဲ့အပြစ်တောင်မင်းခံရလိမ့်မယ်ဒီတော့မင်းအဖမ်းခံပါဟုတ်တယ်ညီလေးမင်းဒီလိုပဲတွဲတဲ့တောင်ထဲမှာတသက်လုံးတိရစ္ဆာန်ကောင်လို့စားတောက်နိုင်ထန်လို့မဖြစ်ဘူးမင်းလူတက်မှုကျွလွန်တာလည်းအမုန်းတရားကြောင့်မဟုတ်ဘူးကြိုတင်ကြံစီထားလည်းမဟုတ်ဘူးဒီတော့ညီလေးအကူတို့နဲ့ပြန်လိုက်ခဲ့ပါတရားဥပဒေကိုရဲရဲရင်ဆိုင်လိုက်ပါထိုက်တဲ့အပြစ်ဒဏ်ခံပြီးတော့အကူတို့ညီကိုနှစ်ယောက်ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြတာပေါ့ကွာဟုတ်တယ်ဖိုးနောင်မင်းငယ်ပါသေးတယ်ဆေးစရာကောင်းကောင်းနဲ့ပြလိုက်တော့
ရုပ်ကြီးအိုစားတဲ့ယောဂပျောက်သွားနိုင်တယ်ဖုန်းတော်တယောက်တွေ့ဝင်ငွေမောနေလေတော့တယ်ပြီးလေမှအကူနော်မူကြီးတယောက်အိမ်လာသေးလိုက်ရင်ငါအမှန်တိုင်းပြောမယ်ညီလေးစောလေဝါတီတော့သူအကြီးကျယ်ငူတယ်ပြီးတော့မင်းအတွက်လည်းအရန်စိုးရင်နေကြတယ်မင်းခုလိုမမျော်လင့်မဲဖြစ်သွားတာဟုတ်တကြီးပြောပြလို့သူသိသွားပြီသူဘာပြောတယ်မလဲဆက်ပြောစမ်းမအောင်ကိုအစင်းရှိပြီးတော့အချင်းမရှိဘာလို့မှလဲတဲ့အချင်းရှိပြီးတော့အစင်းမရှိတာပြဿနာမဟုတ်ပါဘူးတကယ်တော့သူမင်းရောဆောလဝါကတန်ရောစင်ရှိနေတာတဲ့ဘသူ့ရွေးချယ်ရမလဲဆုံးဖြတ်ခက်နေတဲ့အချိန်မှာစောလေဝါတည်သွားတယ်ဆိုတာတည်တော့သူနောင်တရသွားတယ်ဟိုတုန်းကတယောက်ယောက်ကိုရွေးချယ်ခဲ့ရင်ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူးတဲ့သူမပြတ်သားလို့တိတ်ချစ်တဲ့တငယ်ချင်းတွေကအဖြစ်ဆိုးနဲ့ကြုံရတာတဲ့တယောက်ကတော့ဆုံးပြီကျန်တဲ့တယောက်ကတော့သူအသက်ရှင်နေတဲ့ဘဝအသေးမခံနိုင်ဘူးတဲ့လေအကိုပြောတာဟုတ်တော့ဟုတ်ပါပြီအကိုရဲ့ကျွန်တော်ကလူသက်သမားလေဝါကိုတတ်တဲ့လူသက်သမားဒါဟုတ်သူဘယ်လိုခွင့်လွှတ်နိုင်မှာတော့အေးငါသူ့ကိုမေးပြီးဘာပြောတယ်မလဲသူသိပါတယ်တဲ့သူ့ကိုသိချင်လို့လက်လွတ်သွားမှဆိုလို့ဖြစ်သွားရတဲ့ကိစ္စမို့နားနဲ့ခွင့်လွှတ်နိုင်ပါတယ်တဲ့လေဖိုးနာမျက်နှာပြုံးရောင်တန်းလာတော့တယ်သူ့အတွက်အလင်းရောင်ပြပြလေးရလိုက်လေသည်မဟုတ်ပါလားဟုတ်ပြီကိုညီရောင်ပြန်လိုက်ခဲ့ပါမယ်ဥပဒေကိုရင်ဆိုင်ပါမယ်ထိုက်တဲ့စွာပေးလာမယ်အပြစ်တောင်နဲ့ကြည်ကြည်နဲ့နဲ့ခံယူပါမယ်ဟိုတကကျွန်တော်တကြီးရဲ့စေတနာကိုအခွင့်ကောင်းယူပြီးတော့ထွက်သွားတဲ့ကိစ္စအတွက်တောင်းပန်ပါတယ်တကြီးရဲ့ဒီတခါကျွန်တော်တကယ်လိုက်ခဲ့မှာပါနော်အေးငါတခါပဲအလိမ်ခံမယ်တရားခံကတစ်ချိန်တစ်ခါလွတ်သွားတာရှင်းရပါမယ်နှစ်ချိန်တစ်ခါဆိုရင်တော့ငါတကြီးတိတ်ခါကြားလိုက်မယ်ဒီတော့မင်းတို့ငါတောင်းတောင်ခေါ်သွားရလိမ့်မယ်ကျွန်တော်မယုံဘူးလားမယုံဘူးဟုတ်ပါတယ်တကြီးရဲ့ကျွန်တော်တာဝန်ခံပါတယ်သူထွက်ပြေးသွားရင်ဖြင့်ကျွန်တော်ကိုစားခံပါမယ်တကြီးရဲ့ကျွန်တော်လည်းအာမခံပါတယ်သူပြေးမှာမဟုတ်ပါဘူးဟုတ်တယ်တကြီးကျွန်တော်လည်းတာဝန်ယူတယ်အဲ့ဒီချိန်မှာတော့နားကွယ်လူမတဆူးရှားတဲ့မွေးတွင်တန်ဖြစ်ပြီးတယ်ခုပြင်ဖက်မှလာတဲ့အတန်ဖြစ်တော်တယ်ဒါကြောင့်ကိုပိုင်ဟာတနမောင်းကိုတင်ပြီးတော့ခုပြင်ကိုရှစ်မှဥဆောင်ပြီးတော့ပြေးထွက်လိုက်တော့တယ်ခုပြင်ဖက်မှာတော့လွန်စွာမြကြီးမာတဲ့ငွေကြီးတစ်ကောင်ဆက်ဆံကြီးရှိနေတယ်လုံပအားဖြင့်9ပေခန့်ရှိချိန်မီကိုပိုက်လက်တွင်ကတနက်ပြည့်ပြည့်လင်းပြီးမြင့်မို့တောင်ဝန်စည်းစစ်ဖြစ်ပြစ်တယ်လို့ဖြစ်ပေလိမ့်မယ်။အော်မင်းကိုဒီမွေကြီးကိုမင်းသိလားကျွန်တော်ကိုရုပ်ပြက်စင်ပြက်နဲ့ဒီဘွားရအောင်လုပ်ခဲ့တာအဲ့ဒီကောင်ကြီးပဲ။ဖိုးနာကကိုပိုက်အမေကိုပြန်ဖြစ်ပြီးတော့ရုပ်ချီးဆိုသလိုမွေကြီးရှိအောင်ပြေးသွားလေတော့တယ်။ဖိုးနာညီဖြစ်သူတကြကြခေါ်င်းနဲ့ဖိုးတောင်းတီလဲနောက်မှပြေးလိုက်သွားတော့တယ်။မွေကြီးအပစိန်ဖြစ်ပြေးခုတ်နေတဲ့ဖိုးနာသူ့ရဲ့ရည်ရွယ်ချက်မအောင်မြင်ပါချေဟာညီလေးဖိုးနာမွေကြီးကသူ့ထံပြင်းဝင်လာပြီးတော့ဖိုးနာအမီးဖြစ်ရဲချလိုက်တော့တယ်ဖိုးနာညီလေးဖိုးနာဖိုးတာအမီးပမာခွခွလေးလဲကျနေတဲ့ဖိုးနောက်ထံကိုပြေးသွားပြီးတော့ပွေ့ထူလိုက်တယ်ကိုပိုက်ကလက်ထဲမှာတနက်ဖြစ်မွေကြီးကိုလမ်းပြစ်လိုက်တော့တယ်ကိုပိုက်ကလင်းမြစ်လိုက်မှာအံ့ဩသွားမိတယ်ကိုပိုက်တို့ပြစ်လွတ်လိုက်တဲ့ကြီးဟာမွေကြီးရဲ့အရေးကိုထိုးဖက်နိုင်စွမ်းမရှိလေပဲဘေးကိုချော်ထွက်သွားတော့တယ်သွေးတို့ကစီးကြလာတော့၏အဲ့နောက်မွေကြီးဟာအဲ့နေရာလေးမှာလွန်းထွက်သွားလေတော့တယ်သူ့ထွက်သွားရမှာတော့သူသွားရလမ်းကြောင်းမှာရှိနေတဲ့ဖိုးတောင်းတို့ညီအကူအားတိုက်ခိုက်သွားလေတော့တယ်ဖိုးတောင်းတယောက်မွေကြီးရဲ့တွန်းတိုးတိုက်ခိုက်ခံရသည့်ကြောင့်ဘေးကိုလွတ်ဆွင်သွားလေတယ်မွေကြီးကတစ်ဖက်တောင်ကျော်လေးပေါ်ဝင်ရောက်ပျောက်ကွယ်သွားလေတော့တယ်ကိုပိုက်လင်းမြင့်လိုက်နဲ့တကြီးဖိုးလုံးတို့ဟာဖိုးတောင်းထံကိုပြေးလိုက်သွားကြတော့တယ်မောက်ခုံလဲကျနေတဲ့ဖိုးတောင်းကိုဆွဲလန့်ပွေယူလိုက်တော့တယ်ဖိုးတောင်းမျက်နှာပြင်ပေါ်မှာတော့သွေးတို့ပေးကျန်နေတယ်မွေကြီးထံမှထွက်ကြလာတဲ့သွေးတို့ဖြစ်လေတယ်ဖိုးတောင်းမျက်နှာပြင်မှာတော့ပုံပက်ရလေးသာရှိလေသည့်ကြောင့်ကိုပိုက်တို့စစ်သက်တာရခဲ့တော့တယ်ဖိုးနောင်ကတော့ဦးကောင်းတဲ့ကြောက်ကပြင်းထန်စွာရိုက်မိသည့်ကြောင့်ထို့သည့်ကြောင့်ကိုပိုက်တို့ကအဲ့နေရာလေးမှာစွန့်ခွာခဲ့ကြတော့တယ်ဖိုးတောင်ကဖိုးနောင်ရဲ့တက်မဲ့ခန္ဓာကိုယ်ကြီးကိုဒုတိယပွေ့ချီမလာလီတော့တယ်တို့လျှောက်ခဲ့ကြမှာမထင်မှလေပဲလေအစ်စ်မှာတော့ပထန်ရွတ်ပတ်တန်ကြားလိုက်ရတယ်ဒါကြောင့်အတန်လာရတောင်ကျော်လေးပုံကိုလမ်းကြည့်လိုက်ကြတယ်ရစ်တစ်တပါးပါလားကိုပိုက်တို့နဲ့မနစ်ချင်းဆိုင်ရှောင်းလာနေမှပထန်ရွတ်ဖတ်လာခြင်းဖြစ်တော်တယ်ရစ်တစ်ဓမ္မပါလားရစ်တစ်ကြီး
ဘယ်ကိုကြောက်မလို့လဲလူနာတယောက်ဆေးကုပ်ပွေဖို့ရောက်လာတာပဲဘယ်ရလူနာလဲဘယ်မှာသွားကုရမှာလဲမင်းတို့နဲ့ပါလာတဲ့လူနာကုကြမလို့တော့ဘူးသူကတည်ပြီပဲလူတင်တဲ့လူရှင်ရစ်ခွဲခြားသိပါတယ်ကိုပိုက်တို့ပြန်နေပြီတော့လူနာကိုဒီပုံစံနဲ့ရွာပြန်ခေါ်လို့မဖြစ်နိုင်ဘူးလူနာကိုရစ်ခေါ်သွားမယ်ဇေဝါကုသပေးပြီးတော့ရွာပြန်လွတ်လိုက်မယ်ရစ်ပြောသည့်လူနာမှာတော့ဖိုးတောင်ဖြစ်နေပါကောလားနေချုံမွေကြီးရဲ့သွေးများကြောင့်ဖိုးတောင်တီလည်းဖိုးတောင်ကဲ့သို့အိုမင်းကြီးရောက်သွားချပြီးဖြစ်တော့တယ်ဖိုးတောင်ကန်ကောင်းတဲ့ဆိုရမှာပဲထို့ကြောင့်ကိုပိုင်လေးမြင့်လိုက်တကြီးဖိုးလုံးတို့ဟာရစ်ဓမ္မပါလာနဲ့အတူပါသွားတဲ့ဖိုးတောင်ကိုငေးနဲ့ရွာဘက်သို့ခြေဦးလဲလိုက်လေတော့တယ်ဇလန်လေးကတော့ဒီလောက်ပါပဲရှင်နောက်စစ်စစ်နေမှာလည်းဒီလိုစိတ်ဝင်စားဖို့ရဇလန်လေးကိုဖတ်ပြပေးမှဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးတော့အားပေးစောင့်မျှော်နှားဆင်ပေးပါအောင်ရှင်